အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မြောက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာထည့်ရတဲ့ application တွေ software တွေကလုံခြုံစိတ်ချရမှုရှိမရှိဆိုတာကိုဘယ်လိုစစ်ဆေးရမလဲဆိုတဲ့နည်းလမ်းလေးကိုမြောက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဘယ်လိုစစ်ဆေးရမလဲဆိုရင်ကျွန်တော်ဖုန်းထဲမှာရှိတဲ့ Play Store တွေကိုဝင်လိုက်ပါပြီးရင်ဒီညာဘက်အပေါ်ဆုံးမှာရှိတဲ့ကျွန်တော်ရဲ့အကောင့်တွေကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီစရောက်ပြီဆိုရင် Manage FN device ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒီထဲရောက်ပြီဆိုရင်ဒီအပေါ်ဆုံးကNo harmful app found ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီနေရာရောက်ပြီဆိုရင်ဒီ scan ဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့ scan ဖတ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့သူကကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ software တွေကို scan ဖတ်နေပြီဖြစ်ပါတယ် scan ဖတ်တာပြီးသွားပြီဆိုရင်တော့အခုလိုမျိုး no harmful app found ဆိုပြီးတော့ပေါ်လာပါလိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းထဲမှာရှိတဲ့ application တွေ software တွေကလုံခြုံစိတ်ချရမှုရှိတယ်ဆိုတာကိုသူကဒါဖော်ပြပေးတာဖြစ်ပါတယ်အခုလိုမျိုး application တွေကိုစစ်ဆေးတာကိုအနည်းဆုံးတစ်ပတ်ကိုတစ်ကြိမ်လောက်တော့လုပ်ပေးသင့်ပါတယ်ဒါမှသာကျွန်တော်ရဲ့ဖုန်းထဲမှာရှိတဲ့ software တွေကလုံခြုံစိတ်ချရမှုရှိမရှိဆိုတာကိုကျွန်တော်တို့အနေနဲ့အမြဲသိရှိနေမှာဖြစ်ပါတယ်